အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဇင်မလေးကဗုဒ္ဓဦးသားသမီးတွေအတွက်ပေါ့နော်ဇန်နဝါရီလတစ်လလုံးအတွက်နောက်တော့နမိတ်လေးကိုဖတ်ပေးသွားမှာဖြစ်ပါတယ်ရှင်အမှဆုံးအနေနဲ့အလုတ်ကိုင်းလေးကိုဖတ်ကြားပေးသွားမှာဖြစ်ပါတယ်အလုတ်ကိုင်းလေးမှာဆိုလို့ရှင်เนาะအလုတ်ကိုင်းလုပ်ငန်းကိုင်ငံအသစ်လေးတွေလုပ်ကိုင်ရလေးတွေ့ရပါလိမ့်မယ်လုပ်ငန်းကိုင်ငံလေးတွေမှာကောင်းနေတာလေးတွေတွေ့ရပါလိမ့်မယ်เนาะမိမိရဲ့လုပ်ငန်းလေးတွေအဆင်ပြေတာတိုးတက်တာလေးတွေတွေ့ရပါလိမ့်မယ်เนาะကောင်းမွန်သောပြောင်းလဲတိုးတက်ခြင်းလေးတွေတွေ့နေရပါတယ်เนาะငွေကြေးမှာဆိုလို့ရှိရင်လည်းလွန်ထားတဲ့အကျွေးတွေပြန်ရတာမျိုးလေးတွေဖြစ်တတ်ပါတယ်ငွေကြေးအနေနဲ့ဆိုရင်လည်းကောင်းမွန်သောတိုးတက်ပြောင်းလဲခြင်းတွေတွေ့ရပါလိမ့်မယ်ဒါပေမဲ့ဗုဒ္ဓဦးသားသမီးလေးတွေကနည်းနည်းလေးတော့အဖြုံးလေးတွေများနေတတ်တယ်เนาะအဖြုံးလေးတွေများနေတတ်တယ်အဲ့တော့ဒီတစ်လပိုင်းမှာငွေစုပေးပါငွေစုပေးလို့ရှိရင်ကောင်းပါတယ်เนาะစီးပွားရေးနဲ့ပတ်သက်လို့ရှိရင်မိမိရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးကိစ္စလေးတွေအောင်မြင်တာအကျိုးစီးပွားတွေဖြစ်ထွန်းတာစီးပွားရေးတွေတိုးတက်ကောင်းမွန်ပါမယ်မိမိပြီးလို့ရှိရင်အလူတန်းတွေလောက်ရတတ်ပါတယ်အလူတန်းဆိုတာကအလူအကြီးကြီးတွေမှမဟုတ်ပေါ့နော်ကိုတက်နိုင်တဲ့လောက်ပန်းသူပြစ်တာတွေကိုပေးကမ်းတာတွေပေါ့နော်ကိုအနှဲငယ်လူပေးတာကိုရဲ့ဆယ်ဖို့တဖို့လူတာလေးတွေအလူတန်းတွေပြတ်တဲ့ကြောင့်ကိုရရှိတဲ့စီးပွားရေးအကျိုးမြတ်တွေကနေလူတာတန်းတာလေးတွေတွေးချိတယ်ပေါ့နော်အဲ့တော့လူတာတန်းတာလေးတွေကပို့ပြီးတော့မှကောင်းပါအဲ့တော့ပန်းတကူချစ်ပေးခြင်းအဖြစ်လည်းမိမိရဲ့စီးပွားရေးတွေပို့ပြီးတော့မှကောင်းမွန်ပြီးတော့မှငွေကြေးတွေတိုးတက်ကောင်းမွန်စေပါတယ်အဲ့တော့ဗုဒ္ဓဦးသားသမီးတွေကပန်းတကူချစ်ပေးပါ1000 1100 1900 1900စသဖြင့်ပန်းတကူချစ်ပေးလို့ရှိရင်ပို့ပြီးတော့မှကောင်းမွန်ပါလိမ့်မယ်နော်လူမှုရေးမှာဆိုလို့ရှိရင်လည်းမိမိကိုအကူအညီပေးမယ်ပေါ့နော်ဆရာကောင်းသမားကောင်းမိတ်ကောင်းဆွေကောင်းလေးတွေပေါ်ထွန်းလာတတ်ပါတယ်ဥပမာဆိုလို့ရှိရင်ကိုကကိစ္စတစ်ခုလုပ်တော့မယ်ဆိုကိုအကူအညီထောက်ပံ့ပေးမယ်မိတ်ကောင်းဆွေကောင်းလေးတွေပေါ့နော်တငယ်ချင်းကောင်းလေးတွေနဲ့ပြန်လည်ပြီးတော့မှဆုံတွေ့ရပြီးတော့မှလုပ်ငန်းကိုင်တွေအဆင်ပြေတာလေးတွေဖြစ်သွားတတ်တယ်အဲ့တော့ဒီကာလလေးမှာတော့အပေါင်းအသင်းမိတ်ဆွေကန်လေးရလည်းကောင်းနေပါတယ်နော်အိမ်တော်ရေးမှာဆိုလို့ရှိရင်လည်းအိမ်တော်ရေးကအရင်တုန်းကမပြေလည်ဘူးဆိုရင်တော့ဒီကာလလေးမှာပြန်ပြီးတော့မှပြေလည်သွားပါလိမ့်မယ်လက်တလုံးမှာတော့အိမ်တော်ရေးအဆင်ပြေတဲ့ကာလလေးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီဗုဒ္ဓဦးသားသမီးလေးတွေကအိမ်တော်ရေးမှာအိမ်တော်ရေးတာယာမှုလေးတွေရရှိနေတဲ့ကာလလေးဖြစ်ပါတယ်နော်ငွေသူများအနေနဲ့ဆိုလို့ရှိရင်လည်းအဝေးကနေသတင်းကောင်းကြားရတာလေးတွေဖြစ်တတ်တယ်တကယ်လို့အိမ်အောင်ပြုဖို့စီစဉ်ထားတဲ့သူလေးတွေဆိုလို့ဒီကာလမှာမင်္ဂလာသတင်းလေးတွေကြားတာလေးတွေဖြစ်တတ်ပါတယ်အခြေရေးအနေနဲ့ဆိုလို့ဗုဒ္ဓဦးသားသမီးလေးတွေကအခြေရေးမှာကောင်းမွန်သောသတင်းလေးတွေသတင်းစကားလေးတွေကြားရတတ်တယ်ပေါ့နော်စိတ်ဆိုးစိတ်ကောက်နေတဲ့သူလေးတွေဆိုဒီကာလလေးမှာပြန်ပြီးတော့မှတင့်မြတ်သွားတာလေးတွေပြန်လည်ပြီးတော့မှဇုံတွဲလေးတွေအဆင်ပြေသွားတာလေးတွေဖြစ်တတ်ပါတယ်နော်မိမိချစ်သူကမိမိကိုပြန်ပြီးတော့မှချော့တာလေးတွေပန်းစည်းရတာလေးတွေဖြစ်တတ်တယ်လက်ဆောင်နေနဲ့ဆိုပန်းစည်းလေးတွေရတတ်တယ်နော်ပညာရေးမှာဆိုရင်တော့ပေါ့နော်နည်းနည်းဒွိရလေးတွေများတတ်တယ်ဒီပညာကိုဆက်သင်ရမလားနောက်ထပ်ပညာရေးတစ်ခုကိုကူးပြောင်းရမလားဆိုပြီးတော့ဒွိရလေးများနေတတ်တယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့လက်ရှိပညာရေးကိုဇောက်ချလုပ်ပါကိုလက်ရှိသင်ကြားနေတဲ့ပညာရက်ကကိုနဲ့ကိုဘဝတက်လောက်အများကြီးထောက်ကူပြုမဲ့ပညာရေးလေးဖြစ်ပါတယ်အဲ့တော့ပညာရက်မှာစိတ်လေးနေတာလေးတွေဖြစ်တတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးကိုစိတ်လေးကိုအနားပေးလိုက်ပေါ့နော်စိတ်လေးကိုအနားပေးပြီးတော့မှလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့မိမိတက်လိုက်ရမယ့်ပညာရက်လေးတွေကိုပို့ပြီးတော့မှလွယ်ကူလင်မြန်ပေါ့နော်မြင်နိုင်ပြီးတော့မှပညာရက်မှာပို့ပြီးတော့မှကောင်းမှုစေပါတယ်နော်နိုင်ငံခြားသွားမဲ့သူလေးတွေအရောက်နိုင်ငံခြားကန်ကောင်းနေတယ်နော်ဗီဇာကြတာတွေဆရာဆရာကိစ္စအဆင်ပြေသွားတာအရင်ကအထင်မော့တွေရှိနေတာမှဒီကာလမှာနိုင်ငံခြားသွားမဲ့သူလေးတွေအရောက်ကန်ကောင်းမဲ့ကာလလေးဖြစ်နေတတ်ပါတယ်နော်ကျမရေးအနေနဲ့ဆိုရင်တော့ခါနာတတ်တာလေးတွေဖြစ်တတ်တယ်အာယုံကြောယောဂါလေးတွေခံစားတတ်ပါတယ်နော်အာယုံကြောယောဂါလေးခံစားတတ်ပါတယ်လာမုတ်ပေါ့နော်ဒီတလလုံးပဲရေတွေကလာမုတ်ဖျားမှလူပေးပါနော်အားလုံးကျေးဇူးတင်ပါတယ်